တော့ဒီနားလေးကိုကျွန်တော်အရင်ပြောပြထားပါတယ်။ဒါမှမဟုတ်တော့ချိုးဝင်လို့ခေါ်ပါတယ်။ဒီနားလေးမှာကျွန်တော်ရဲ့ပုံလေးတွေပြီးတော့ဒီလိုဟာတွေဒီလိုပုံစံတွေပေါ့။ဒီလိုပုံစံတွေပေါ့လေ။ကျွန်တော်ရဲ့ဒီလိုမျိုးတွေဒီပုံလေးရဲ့ဒီလိုဟာတွေဒီလိုချိုးတာ။အဲ့ဒါတော့ကျွန်တော်ပြောရတာရှိနေတယ်တော်တော်နားဟောင်းရတော့ကိုမျိုးဆက်တော့ကျွန်တော်မှတ်ရတယ်ပြောရပါဘူးဒါပါအားလုံးမင်္ဂလာပါဒီလိုဖြစ်ဖြစ်သူတော့အရင်ကျူစားထားတယ်အခုလေးရတယ်ဒါလေးကနည်းနည်းလေးကြာတော့ကျွန်တော်လည်းတော့ပြောပါတကယ်လည်းဒီကကျူစားထားတယ်ဒီဒါလေးကဗီဒီယိုဆိုပြီးမဲ့လည်းကြာကြာအောင်ကျွန်တော်တို့ဆက်ဖွင့်ရောနောက်တော့ကျွန်တော်တို့အကြအဖွင့်ရောသူ့ဘောပေါ့နော်ဒီကတော့သူ့ဘောဒီလိုဒီချာလေးကျူစားထားတယ်ဒီဒါလေးကိုတော့ဒီခုပေါ့နော်ဒီတဲ့အနေနဲ့ဒီခုဒီတဲ့တော့ဘာလို့ကြည့်ပါလဲဒါတော့ကျွန်တော်စီမှာသူ့လည်းဒါလေးနဲ့ဒီတဲ့တိသွားစီတယ်သူလည်းဒီလေးကျူစားထားတယ်နောက်ကလည်းဒီလိုနေရာတော့ကျွန်တော်ဆက်လုပ်တော့ပါဆိုတော့ဒီတဲ့ဒီကားလေးကိုအားပေးကြပါအားလုံးဒီကားလေးအောင်ပါလို့ဆိုတော့ကျေးဇူးပါတော့မဲ့မင်္ဂလာပါကျွန်တော်တကယ်ချင်းသူ့ဆိုတော့အားပေးအောင်တာပါဒီကျွန်တော်နမူနာလေးကြည့်လိုက်အမှန်တိုင်းပြောရင်ကျွန်တော်လုပ်ခဲ့တာအဲ့တော့တော့နေခဲ့တာဆိုတော့ဒီကောင်းအဲ့ခင်တာအဲ့ကျွန်တော်တို့ဗီဒီယိုမှာတော့ကျွန်တော်တို့နေထုံးနိုင်လို့ဘာလို့ပေါ့အခုကျွန်တော်တို့တော့ကမှာတော့ဒီလိုလုပ်နေကြတာပေါ့နော်ဒီကနေ့ဒီကလေးကလေးပါလို့ねစကန်မဲတယ်ပါဒီမှာကြည့်လိုက်ရတော့တော်တော်လေးကောင်းတယ်ဟိုဟာချီးကျူးပါတယ်အောင်မြင်ပါစေလို့လည်းဆုတောင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးတင်ပါတယ်ဒီပွဲလေးကိုလုပ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဗီဒီယိုကမစ်ဆက်ပွဲပါခင်ဗျဟုတ်ကဲ့ပါဟိုပါပေါ့လို့မျိုးဟိုအဓိကအကြောင်းရင်းကတော့မှကျွန်တော်ကတရုပ်ဆောင်အသစ်ဖြစ်တဲ့လို့ကြောင့်မလို့ပေါ့နော်ဟိုကျွန်တော်အနေနဲ့ကအဲ့လိုမျိုးဗီဒီယိုကားနဲ့စပြီးတော့မှပဲအဲ့လိုမျိုးဝင်ရောက်လို့ပဲရမယ်ဆိုတဲ့ခါကျတော့ဒီကားကိုကျွန်တော်အကောင်းဆုံးကျွန်တော်ကနေပြီးတော့မှလို့ဖန်တီးထားတယ်ပေါ့နော်ဆိုအဲ့ဒါကိုလည်းကျွန်တော်အဲ့လိုမျိုးဟိုအရင်ဦးဆုံးကျွန်တော်ပြည်သက်ကိုကျွန်တော်ချပြခြင်းတယ်ပြီးတော့မှပဲကျွန်တော်ကားကြီးဘက်ကိုသွားမှာပါဗျဟုတ်ဇလန်ကားကျတော့အဲ့လိုမျိုးသူကအဲ့လိုမျိုးဘယ်လိုပုံစံမျိုးလဲဆိုတော့ဟိုပါပေါ့လို့ drama action ပုံစံမျိုးပေါ့နော်သူကဟိုပါပေါ့အဲ့လိုမျိုးဟိုအချစ်နဲ့ပတ်သက်ပြီးတော့မှလို့ဖြစ်လာတဲ့စစ်ပွဲပေါ့ဟုတ်ကဲ့ပါဟိုပေးခြင်းတဲ့ message ကကြတော့အဲ့လိုမျိုးသူအချစ်ကြောင့်မို့လို့ဖြစ်လာတဲ့ဟာပေါ့နော်ဆိုတော့အဲ့လိုနောက်ဆုံးမှာဘယ်လိုပြောရမလဲဇလန်ပေါ်သွားမှာဆိုလို့တော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုဟိုပါပေါ့သူကအဲ့လိုဟိုဖြစ်တာ left ပေါ့နော်အဲ့လို left ဖြန့်ဖြစ်တာဟုတ်ဟိုမှာဈေးဝက်ကတော့ဟိုပါပေါ့နော်ကျွန်တော်လုံးဝကိုမရှိတာပါခင်ဗျအဲ့လိုမရှိရတဲ့ဂျားတွေကနေပြီးတော့မှဖြန့်ရတာဆိုတော့ဟိုပွင့်လင်းပြောရလို့ရှိရင်ကျွန်တော်စိတ်လှုပ်ရှားတယ်ပေါ့နော်ပြီးတော့စွန့်စားရတယ်မှာဆိုတော့အခုကကျွန်တော်မှလို့တခြား market ကလေးတွေလည်းကျွန်တော်ဖြန့်ထားတဲ့အခါကျတော့တော်တော်ကြီးတော့ဟိုပါပေါ့အားထည့်ရတာပေါ့မှာဆိုတော့ကျွန်တော်အကောင်းဆုံးတော့ကျွန်တော်ဖန်တီးထားပါတယ်မှာဟုတ်အရှုံးအမြတ်တော့ကျွန်တော်မတွေးထားဘူးပေါ့နော်ဆိုတော့အဓိကကျွန်တော်ရဲ့ဟာယူချက်ကပါလဲဆိုတော့ဒီကားကိုကနေပြီးတော့မှလူတိုင်းရဲ့လက်ထဲမှာကျွန်တော်ရောက်စေချင်တာပါဟုတ်ပါတယ်ခင်ဗျဟုတ်ပါတယ်ခင်ဗျဒီဟာဟိုကုမ္ပဏီကပေါ့နော်လို့ Mount Family ကုမ္ပဏီပါကျွန်တော်ကုမ္ပဏီပါပဲခင်ဗျကိုရိုင်းလောက်ရတဲ့ခါကျတော့အဲ့လိုပိုပင်ပန်းတာပေါ့မှာအဲ့လိုဟိုအစကနေအဆုံးထိကျွန်တော်ပဲလောက်ရတဲ့ပိုင်းလေးရှိရပေါ့နော်ဆိုတော့ဒါမဲ့လို့ကောင်းတာကျတော့ဒီကားလေးကနေပြီးတော့မှတစ်ခုမှလက်ဟာမသွားအောင်တစ်ခုပြီးတစ်ခုလိုက်ကြည့်လို့ရတာပေါ့ဆိုတော့မှအဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကြိုက်ပဲပေါ့နော်လောက်ရတာပေါ့ဟုတ်ဘယ်လိုရိုက်ကူးဖြစ်လဲဆိုတော့ဗောနော်ဒီဇဲကနေပထမဆုံးကျွန်တော်ဒီလိုဇလန်းလေးပေါ့နော်ရိုက်မယ်ပေါ့ဗီဒီယိုထဲမှာရိုက်မယ်ဆိုတော့တော်တော်များများဘယ်လိုတွေလုပ်ကြမလဲဆိုတဲ့ဟာလေးတိုင်ပင်တဲ့အချိန်မှာသူရှိပြီးသားလူတွေထက်ပို့ပြီးတော့ရိုက်နေကြတဲ့ပုံစံလေးဘောင်ပုံစံလေးရိုက်နေကြရပေါ့နော်အဲ့ထဲမှာအကောင်းဆုံးဖြစ်အောင်ငါတို့ရိုက်ကြမယ်သူများထက်မတူအောင်ပေါ့နော်အဲ့လိုမျိုးရိုက်မယ်ဆိုရင်လည်းရိုက်ဖြစ်သွားတာဇ
စကားမျိုးတော့ action drama လေးပဲပေါ့နော်အဲ့လိုတစ်ဆိုင်နေတယ်သူနဲ့လောက်ရတာအဆင်ပြေပါတယ်ပြေဆိုတော့ထက်တောင်ပိုသေးတယ်သူကဘာလို့အကောင်းကြိုက်တယ်လို့အချစ်အကြောင်းကိုအများဆုံးဥတည်ပြီးရိုက်ထားတာပါနော်ဟိုဆိုတော့ကျွန်တော်ဟာအရင်တော့ဟိုသူလူမျိုးပြမမကွဲအောင်လို့တခြားအတွေ့လေးကိုစုံစည်းခွင့်ပေးလိုက်တယ်ဆိုတဲ့သဘောမျိုးပဲပေးလိုက်တာပါ